အားလုံးပဲမင်္ဂလာပါခင်ဗျာခုပြပြပေးသွားမယ့်အကြောင်းအရာကတော့လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲအတွက်ရွေးချယ်ထားတဲ့ဂျာမနီတင်းရဲ့ဒါကစားမ26ယောက်စီးရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးတွေကို squad analysis အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျာမနီကတော့ကမ္ဘာဖလားမှာပြီးခဲ့တဲ့2ကြိမ်ဆက်တိုက်လုံးဝအခြေအနေမလှထားဘူးအုပ်စုဆင့်ကိုမကြော်ထားနိုင်ခဲ့ဘူးအာရှအသင်းတွေဒုက္ခပေးသွားတဲ့ဒဏ်တွေကိုကောင်းကောင်းခံစားထားရတယ်ပြောမှာ2018မှာအားလုံးဒီအတိုင်းပဲဆွီဒင်တို့မက္ကဆီကိုတို့တောင်ကိုရီးယားတို့နဲ့တအုပ်စုတွေကြတယ်ဒါနောက်ဆုံးပွဲမှာဆိုရင်ဆွမ်ဟော်မင်တို့ရဲ့တောင်ကိုရီးယားကိုနိုင်မှနောက်ဆင့်ဝင်ရောက်မဲ့ချိန်ဒီမှာမနိုင်တဲ့အပြင်ကိုရှုံးမှရှုံးသွားပြီးတော့အုပ်စုကနေပဲထွက်လိုက်ရတယ်2020ကာတာကမ္ဘာဖလားမှာလည်းအဖွင့်ပွဲမှာရင်ဂျပန်ကိုမထင်မှပဲ2-1နဲ့ရှုံးတယ်စပိန်တို့နဲ့လည်းတအုပ်စုတွေကြတယ်ဆိုတော့အုပ်စုကနေလည်းနောက်ဆင့်ဝင်မရောက်သွားနိုင်ဆိုတော့နှစ်ကြိမ်ဆက်တိုက်ကမ္ဘာဖလားနှစ်ကြိမ်ဆက်တိုက်အုပ်စုကနေထွက်ထားရတယ်ကမ္ဘာဖလားကို4ကြိမ်တီတီဘူဆွဲထားမှုတဲ့ဂျာမနီတို့အသင်းအတွက်နှစ်ကြိမ်ဆက်တိုက်အုပ်စုကနေထွက်ထားတာတော်တော်ဒါရင်နာစရာလည်းကောင်းပါတယ်2014မှာကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲကမ္ဘာချန်ပီယံဆုကိုဂေါ်ဇီရဲ့နောက်ဆုံးချိန်ပုံမှာသွင်းတဲ့ဂိုးနဲ့အာဂျင်တီးနားနဲ့မက်ဆီကိုနိုင်ပြီးတော့ချန်ပီယံဖြစ်ထားတဲ့ဂျာမနီတော်တော်လေးကိုဘောလုံးလောကရန်ရဲ့အခြေအနေကိုဇိုးတွေကိုကြုံတွေ့နေရတယ်ပေါ့နော်ပြီးတော့ပြဿနာကဂျာမနီဘောလုံးလောကလက်ရှိမှာမျိုးဆက်ပြက်လက်မှုတန်ကိုလည်းတော်တော်ခံစားနေရတယ်2010လောက်မှာဂျာမနီဘောလုံးလောကတကြောပြန်ပြီးတော့ဥမော်လာရလို့ပြောရမယ်2006တည်းကဥမော်လာတာပေါ့နော်ဘိုဒေါစကီတို့ကလိုဆေးတို့2002ကလက်ဂျန်နေကစားသမားတွေနဲ့ပေါင်းဆက်ပြီးတော့မိုက်ကယ်ဘောလက်တို့ဒီအိုလီဗာခန်တို့နောက်ပိုင်းမှာ2006လောက်မှာရှွမ်ရှန်ယာတို့ဖိလစ်လန်တို့ဒီလူငယ်သွေးသစ်တွေဘိုဒေါစကီတို့ကျန်တဲ့ကစားသမားတွေပေါ်ထွက်လာတဲ့ကလိုဆေးတို့2010မှာနောက်ထပ်မျိုးဆက်နောက်ထပ်တစ်ခုထပ်ပေါ်လာတဲ့အိုဇီတို့ခီဒီယာတို့မူလာတို့ဒီကစားသမားတွေနဲ့2006ကမျိုးဆက်တွေနဲ့ပေါင်းဆက်ပြီးတော့ဂျာမနီရဲ့ခေတ်တစ်ခုလို့တောင်ပြောလို့ရတယ်အဲ့တော့2014မှာအဲ့ဒီကစားသမားတွေနောက်ဂေါ်ဇီတို့ထွက်လာတဲ့ကစားသမားတွေနဲ့ပေါင်းပြီးတော့အမြင့်ဆုံးဂွန်ဒိုဂန်တို့နဲ့အမြင့်ဆုံးအောင်မြင်မှုကို2014မှာရှာနိုင်ခဲ့တယ်အဲ့နောက်ပိုင်းမှာပြန်ပြီးတော့ဂျာမနီသင်းကပြန်ပြီးတော့ကြိုးကျသွားတာအမှန်တိုင်းပြောရင်တော့ဒီထက်ပိုပြီးတော့2018တို့2022တို့မှာလည်းဂျာမနီရဲ့လူရင်အားဂျာမနီရဲ့အစင်လာရဲ့အများကြီးလုံနိုင်ပါသေးတယ်အဲ့တော့အခြေအနေအကြောင်းအရာတွေကပဲဒါဂျာမနီမအောင်မြင်ဖို့ဖန်လာတယ်ပေါ့လေဒီနောက်ပိုင်းမှာတော့တိတိတာကိုဟိုမှာအင်္ဂလန်တို့နဲ့ရှင်မလားပြင်သစ်တို့နဲ့ရှင်မလားစပိန်တို့နဲ့ရှင်မလားဂျာမနီရဲ့ကစားမလူရင်အားစကွတ်တက်ကမျိုးဆက်ကနည်းနည်းလေးရွေးချယ်စရာကနည်းလာတယ်ပြီးတော့ပြည်ပထွက်ကစားနေတဲ့ဂျာမနီကစားမအရေးအတွက်ကလည်းအရန်နည်းသွားတာတော့ဒါဂျာမနီတို့သိပ်ကောင်းတဲ့လက္ခဏာလို့မထင်ဘူးလက်ရှိအသင်းမှာလည်းဟိုဂိုးသမားပိုင်းကနေကျွန်တော်စပြောမယ်ဆိုရင်နျူယာကြီးကိုပြန်ပြီးအားကိုးနေအသက်40ဖြစ်နေပြီအဲ့တော့နျူယာကြီးကိုအားကိုးနေရဆိုတော့ဒါစတီကန်ဒန်ပြဿနာတွေနဲ့ရုံးကန်နေရတာလည်းပါလိမ့်မယ်ပြီးတော့လင်နိုလည်းတိတ်ပြီးတော့အားကိုးလို့မရအောင်ဆိုတဲ့အချိန်ဒီမှာနျူယာကြီးကိုလေးစင်ကစားမဘွားကနေအနားယူထားတဲ့နျူယာကြီးကိုတချို့ပြန်ရွေးထားရတယ်ပြီးတော့နောက်ဟော်ဖိုင်ကဘောမန်ကြီးကိုဒါဝိုင်ယင်ကြီးကိုရွေးထားရတယ်ပြီးတော့စတူဂတ်ကနူဘယ်ကိုရွေးထားတယ်အဲ့တော့အဲ့မာတွေကလည်းမြင်တာပါတယ်မျိုးဆက်ပြက်လက်မှုဆိုတဲ့ပြဿနာကိုဂျာမနီကဂိုးသမားကနေစပြီးတော့ခံစားနေရတယ်ခံစစ်ကြောင်းမှာတော့ဒါကင်မစ်ပါလာတယ်ဖိလစ်လန်လိုမျိုးနောက်ထပ်ဆွဲဆောင်ရတဲ့ဂျာမနီရဲ့ဂျိုကာကစားသမားပဲဂွာဒီယိုလာလုံးဝအယောင်တင်ပေးနိုင်ခဲ့တဲ့ဟိုကစားသမားညာနောက်ခံလူကနေပြီးတော့ကွင်းလေကိုတက်ကစားတဲ့ embedded midfield အနေနဲ့ကစားနိုင်တယ်အခုဂျာမနီရဲ့ right back မှာကတော်တော်လေးကိုကစားမရွေးချယ်စရာကနည်းနေဆိုတော့လက်ရှိအသင်းမှာဂျာမနီမှာတော့ Kimmich က right back နေရာကိုပြန်ပြီးတော့ဆင်းကစားဖို့များတယ်ဗောနော်ဘိုးခံစစ်မှာတော့ဝိုင်းရင်တွေရူဒီဂါတို့ပါလာတယ်ဂျိုနသန်တက်တို့ဘိုင်မြူနစ်ကကစားမတွေပါတယ်ပြီးတော့စလော့တာဘတ်တို့ပါတယ်နောက်နျူကာဆယ်ရဲ့မာလီချောတို့ပါတယ်ဒေါ်မောကအန်တွန်တို့ပါတယ်အဲ့တော့ဘူကန်စင်မှာတော့ရွေးရမယ့်ကစားမတော်တော်များများပါလာပါတယ်ဒီလီဗာပူးဆင်ကအန်ဒရစ်တို့လိုကစားမတွေမပါတာမျိုးလောက်ပဲရှိရပေါ့နော်အဲ့တော့ဒီဘူကန်စင်အတွဲတွေထဲမှာလည်းဒါကြိုက်တဲ့ရူဒီဂါကတော့ main ပေါ့လေရူဒီဂါကိုတည်ပြီးတော့ဘယ်သူနဲ့တွဲမလဲစလော့တာဘတ်နဲ့တွဲမလားဒါနောက်ထပ်ဂျွန်သန်တက်နဲ့တွဲမလားမာလီချောင်းနဲ့တွဲမလားဂျွန်သန်တက်နဲ့ရူဒီဂါဆိုရင်တော့နှစ်ယောက်လုံးဝါရင်နေလည်းဖြစ်တယ်အကောင်ထွက်ထွားကြီးတွေလည်းဖြစ်တယ်လေးသွားလိမ့်မယ်တကယ်ကိုမြန်တဲ့ပေးစံပါဝါကောင်းတဲ့တိုက်စစ်မှုတွေတွေ့ရင်ဒုက္ခရောက်နိုင်တယ်အဲ့တော့ပြီးတော့လက်ရှိဂျာမနီရဲ့ဘိုးခံစစ်စနဘတ်မှာရွေးထားတဲ့ကစားမ9ယောက်လောက်ထဲမှာ4ယောက်လောက်ကညာချီတန်တဲ့ကစားမတွေဘဲချီတန်စနဘတ်ဆိုလို့ရှလော့တာဘတ်တယောက်ပဲပါတယ်ဆိုတော့အဲ့ဘဲချီတန်နဲ့ရှလော့တာဘတ်နဲ့ရူဒီဂါနဲ့ကိုတွဲပြီးဖို့ပို့ပြီးတော့များတယ်ဒီထဲမှာထူးခြားတာဘိုးခံစစ်မှာရောဒီကွက်လင်အဖြတ်မှာရောကစားနိုင်တဲ့ဒေါ်မွန်ရဲ့ Emery Chan ကိုလည်းမရွေးသွားဘူးဒါနာဂျယ်စမန်ချန်လက်ထားတယ်အဲ့တော့ Emery Chan ကိုမရွေးသွားတော့လည်းအရင်ကအပြစ်တင်စရာတော့မရှိဘူးလက်ရှိရွေးသွားတဲ့လူတွေကလည်းပါတင်ပါထိုက်တဲ့ကစားသမားတွေပဲပေါ့နော်အဲ့တော့ရူဒီဂါနဲ့လူငယ်လေးမာလစ်ဂျောကိုတွဲပေးမလားမာလစ်ဂျောကတော့အတွေ့အကြုံကြီးကအများကြီးနှုတ်သေးရလို့ပြောလို့ရဘယ်တော့မှဒေးဗစ်ရောင်ရွေးထားတယ်ပြီးတော့သူ့ရဲ့နောက်မှာဘက်ကအနေနဲ့ဖရန်ဖက်ကနက်သန်နီယယ်ဘရောင်းရွေးထားတယ်ပေါ့နော်အဲ့မှာလည်း
ဒီလူငယ်လေးနဲ့တန်နီရဲ့ brown ပါသွားတာနည်းနည်း surprise ဖြစ်ရတယ်ကျွန်တော်ထင်ထားတာပြီးခဲ့တဲ့ euro တွေမှာရွေးထားတဲ့ middle step ကိုရွေးသွားမယ်ထင်တာအဲ့တော့ middle step မပါဘဲနဲ့တန်နီရဲ့ brown ပါသွားတယ်ဆိုတော့လေနည်းနည်းတော့ surprise ဖြစ်ရတယ်ဒါပေမဲ့နောက်ထပ်လူငယ်မျက်နှာသစ်ကစားသမားတွေကိုခုတည်းကစပြီးတော့စင်တင်ပြီးတော့လာမယ့်အနာဂတ်အတွက်ပါစပြီးပြင်ဆင်မယ်ဆိုတဲ့ပုံစံမျိုးတွေကိုလည်း Nagelsmann လောက်လာရလို့ခံစားရတယ်ဗောလေအဲ့တော့ခံစစ်ကြောင်းကတော့ဂျာမနီကအရင်ကောင်းလားဆိုရင်တော့အရင်ကောင်းတဲ့ထင်မှာမပါဘူး Kimmich တယောက်လောက်ပဲနာမည်ကြီးပါတယ် Rudiger လည်းကောင်းပါတယ်ဒါပေမဲ့ Rudiger ညညလေးအသက်အရွယ်တစ်ခုမှရနေပြီအဲ့တော့ Rudiger နဲ့ Kimmich ကတော့အတွေ့အကြုံအသက်အရွယ်ပြောစရာမလိုဘူးဒါပေမဲ့ကျန်တဲ့ Schlotterbeck တို့ David Raum တို့ကတော့ top level တွေတော့ဟုတ်မနေဘူးအရင်ညံ့နေရမျိုးလည်းမဟုတ်ဘူးအရင် world class လည်းဖြစ်မနေဘူးဆိုတော့ပုံစံနဲ့မှာပါတယ်ဆိုတော့ဂျာမနီရဲ့ခံစစ်ကြောင်းကိုပြောမယ်ဆိုရင်တော့ average လို့ပဲကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့ Queen လေမှာ Pavlovic ဘိုင်မြူနစ်ကစားသမားတွေကိုပဲတည်ထားမှာပဲ Pavlovic တို့ Goretzka တို့ကိုတည်ထားရလိမ့်မယ်အဲ့မှာမှနောက်ထပ် Queen လေမှာထပ်ဖြည့်လို့ရတဲ့ကစားသမားတွေရှိပါတယ် Pascal Gross တို့လိုဝါရင်တွေ Brighton ကနေပြီးတော့ရွေးထားတယ်အဲ့တော့တေချာတာတော့လူငယ်လေး Pavlovic ကို Queen လေမှာသူ Nagelsmann အဓိကထောက်တိုင်နေနဲ့သုံးလိုက်မယ်သူနဲ့တူတူ Goretzka ကိုသုံးမလားတော့မဟုတ် Pascal Gross ကိုသုံးမလားလူငယ်နဲ့ဝါရင်တယောက်နဲ့အဲ့လို duo combination ကပို့ပြီးတော့လိုက်ဖက်တယ်ပို့ပြီးတော့လည်းအတွဲဖက်ညီလိုက်မယ်လို့လည်းထင်တယ်အဲ့နောက်မှာလည်းကွင်းလယ်မှာတော့ဒါရွေးသွားတဲ့ကစားသမားတွေကအများကြီးပဲဒီအသင်းကြီးတွေ Real Madrid လို့ကစားသမားအသင်းကအစ Real Madrid လို့အသင်းကြီးတွေကအစစိတ်ဝင်စားနေတဲ့ Stuttgart ကကွင်းလယ်ကစားသမားလေး Angelo Stella တို့ပါတယ်ပြီးတော့ Dortmund ရဲ့ Marcha တို့ပါတယ်ပြီးတော့ Mainz က Emery တို့ပါတယ်ပေါ့နော်ကွင်းလယ်မှာလည်းဒါPavlovic တို့ Goretzka တို့ Pascal Gross တို့အပြင်ကိုနောက်ထပ်ကစားသမား3ယောက်လောက်ရှိတယ်ဆိုတော့အဲ့မှာ double five ဘောနေရာအတွက်လည်းစိတ်ကြိုက်ရွေးအောင်ပဲကစားသမား6ယောက်လောက်ရွေးသွားတယ် Emery Chan ကိုဒါတော့မှချန်လက်ခဲ့သေးအောင်မှကွင်းလဲမှာတော့ဂျာမနီအတွက်ရွေးစရာပူးကများပါတယ်အဲ့တော့အရေးအတွက်အားဖြစ်တော့ဟုတ်ပြီကျွန်တော်6ယောက်တောင်ရှိပြီတော်တော်လေးကိုအားရစရာကောင်းနေဆိုရင်မဲ့အဲ့ Toni Kroos မပါနိုင်တဲ့ကွက်လက်ကအခုချိန်ထိကို Real Madrid လည်းဒုက္ခရောက်နေတော့ဂျာမနီလည်းဒုက္ခရောက်နေတော့ Schweinsteiger ခစ်လောမှာ Toni Kroos ကဂျာမနီကိုထိန်းချောင်းပေးထားနိုင်လို့ဂျာမနီကွင်းလဲကအများကြီးအာရော့မသွားခဲ့ဘူး Toni Kroos ခစ်လောမှာတော့အဲ့လိုထိန်းချောင်းပေးနိုင်မယ်ကစားမှမရှိတော့တဲ့အဲ့ကွက်လက်ကြီးကတော်တော်ကြီးကိုကြီးမားနေတယ် Kimmich ကိုကွင်းလဲတင်ကစားပြရင်လည်း right back မှာအဲ့လိုအားကိုးရမယ်ကစားမှစိတ်ချတဲ့ကစားမှရှိမနေပြန်ဘူးဆိုတော့တော်တော်လေးလောက်ရကန်ရတော့ခတ်တယ်အဲ့တော့ဒီအခြေအနေတိုင်းဆိုတော့ Kimmich ကို right back အနေနဲ့ပဲချဆော့ရမှာပဲကွင်းတွေးမှာပဲပြိုင်ဘက်ကအခြေအနေပေါ်မူတည်ပြီးတော့ Kimmich ကကွင်းလေကိုဖြည့်ကစားဒီပုံစံမျိုးကိုပဲသွားရလိမ့်မယ်လို့ထင်တယ်အဲ့တော့အရင်ကောင်းလားဆိုရင်တော့မစိုးဆိုတဲ့ level မှာတော့ဂျာမနီကကျွန်တော်မများနေရာတွေမှာကအကောင်းကြီးမဟုတ်ဘူးအညံ့ကြီးလည်းဟုတ်မနေဘူးအဲ့ average ထဲမှာ average တဲ့ definitely အပါလေးသွားတယ်ဆိုတဲ့ level လေးကိုပဲခံစားရတယ်အဲ့လို vibe လေးကိုပဲရတယ်ပေါ့နော်ပြီးတော့ဒိုက်စစ်ပိုင်းအတွက်ပြောမယ်ဆိုရင်တော့ဒါ Florian Wirtz တို့ Musiala တို့ Laneska တို့ Sané တို့ Lewellian တို့ Maximilian Bayer တို့ရွေးထားတယ်ပေါ့နော်တောင်ပန်ဒီမှာဒါတောင်ပန်တိုက်စစ်တွေမှာအထောင်တိုက်စစ်နေရာမှာဆိုတော့ Watermara ပါတယ်ဒါ Stuttgart က Ondaf ပါတယ်နောက် Kai Havertz ပါတယ်ပြဿနာတစ်ချိန်တော့ Klinsmann တို့လို Bierhoff တို့လိုနောက်ပိုင်း Klose တို့လို Klinsmann တို့ Bierhoff တို့ကနည်းနည်းလေးရှေ့ရောက်ပါတယ် Klose တို့လိုမျိုးတကယ်ကိုအဆုံးသက်ကောင်းတဲ့သွေးတည်ငြိမ်ပြီးတော့ဂိုးတွေသွင်းပေးနိုင်မဲ့တိုက်စစ်မှုကောင်းတစ်ယောက်ကလည်းဂျာမနီမှာတကယ်လိုအပ်နေတယ်လက်ရှိချိန်ထိလည်းအဲ့တိုက်စစ်မှုတနေရာစာအတွက်ကအဖြေကဘယ်သူအားကိုးရမှာမဲရေးရအခုချိန်ထိအဖြေရထွက်မလာသေးဘူး Watermara လို Ondaf လို Kai Havertz ကိုပဲအဲ့မှာ false 9အနေနဲ့ထပ်သုံးရမလို့လက်ရှိအတွေ့အကြုံနဲ့ပြောမယ်ဆိုရင်တော့ Kai Havertz ကအဲ့နေရာအတွက်အသင့်တော်ဆုံးလို့ပဲပြောရမယ်ဒါပေမဲ့ Kai Havertz ကိုရဲ့ကစားပုံ play style နဲ့သူကိုယ်တိုင်ကိုကလည်းတိုက်စစ်မှုစစ်ဟုတ်မနေဘူးဆိုတော့လောကကန်ရတော့တော်တော်ခက်တာပေါ့နော်ဒါပေမဲ့မရှိသုံးအနေနဲ့ Kai Havertz ကိုပဲထောင်တိုက်စစ်မှာသုံးလာဖို့ပို့ပြီးတော့များတယ်ဘာတွေလောက်လာမလဲတော့ Nagelsmann ပဲဒါဆုံးဖြတ်သွားလိမ့်မယ်ပေါ့လေအဲ့တော့ညာကျမ်းမှာ Gnabry ဒဏ်ရနေတာကတော့ဂျာမနီအတွက်ပို့ပြီးတော့အားနေသွားစေတယ်ပုံမှန်တိုင်းဆိုတော့ Gnabry ရဲ့ Musiala ရဲ့ Florian Wirtz ရဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ Euro မှာဂျာမနီတော်တော်လေးကိုအဲ့ကွန်လန်နဲ့တိုက်စစ်မှာတော့အားကောင်းခဲ့တယ်ပေါ့နော် Gnabry ရဲ့ Florian Wirtz ရဲ့ Musiala ဒီ၃ယောက်အတွဲကတော်လေးတွဲဖက်လဲညီတယ်ချိန်တိုင်းမှာလည်းဘလို့ပြိုင်ဘက်ကိုမဆိုဒုက္ခပေးနိုင်ခဲ့တယ်ဒါစပိန်ကိုရှုံးပြီးထွက်လိုက်ရတာတပိုင်းပဲဒါပေမဲ့ဂျာမနီရဲ့အဲ့ဒီကွန်လန်တိုက်စစ်ပိုင်းလေးကတော့မျောလင့်ခြင်းစရာကောင်းခဲ့တယ်အဲ့ဒီကွန်လန်တိုက်စစ်ပိုင်းမှာ Florian Wirtz တို့ Musiala တို့ပြန်ပါလာတယ်ဒီထဲမှာတော့မှကျွန်တော်တို့ဒါဖြည့်ပြောစရာလေးတွေရှိတာပေါ့လေ Musiala ဆိုရင် ACL ဒဏ်ရာကြောင့်တရားတီလုံးလို့နားနေရနေပြီးတော့ပြန်ပါလာတာဆိုတော့နောက်ပိုင်းဒီကစားလာတာတစ်လားနှစ်လားလောက်ပဲရှိသေးတယ်သူ့ရဲ့ game time သူ့ရဲ့ game rhythm ကဟိုအရင်သူ့ရဲ့ prime time ကိုပြန်ရဖို့ကလိုနေသေးတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်
မကစားနိုင်တဲ့ဆိုင်မူဆဲလာအချိန်မီလေးဒီ Walker အမီပြန်တန်ရနေသက်သာလာတယ် Walker မတိုင်ခင်တစ်လောက်လောက်မှာဘိုင်မီနစ်မှာလည်းကစားခွင့်လေးတွေပြန်ရလာတာအဆိုးတွေအကောင်းလို့ပြောရမယ်ဒါပေမဲ့ယူရိုရောလိုမျိုးသူ့ရဲ့ prime time တော့ home နေတော့ဆိုတာလေးတွေကျွန်တော်သတိထားလိုက်မယ်ပြီးတော့နောက်တစ်ခု Florian Wirtz လီဗာပူးမှာတော်တော်လေးရုန်းကန်ခဲ့ရတယ်ဒါပေမဲ့ဂျာမနီမှာဒီခြေစစ်ပွဲတွေကစားတိုင်းခြေစမ်းပွဲတွေကစားတိုင်းမှာ Florian Wirtz ကအကောင်းဆုံးပုံစံပြနိုင်တယ်။ Nagelsmann ရဲ့ system နဲ့ဒီတိုက်စစ်အခင်းကျဲမှာ Florian Wirtz ကတော်တော်အရေးပါတဲ့နေရာမှာရှိတယ်။ပြီးတော့သူ့ရဲ့ကစားပုံနဲ့လည်းလိုက်ဖက်နေရမျိုးသွားတွေ့ရတယ်ဆိုတော့လီဗာပူးမှာရုန်းကန်နေရတာကိုကျွန်တော်ခဏမေးလိုက်လို့ရတယ်။လက်ရှိဂျာမနီနဲ့ Nagelsmann ရဲ့လက်ထဲမှာတော့ Florian Wirtz ကိုကျွန်တော်တို့အများကြီးမျှော်လင့်လို့ပို့ပြီးတော့ရလိမ့်မယ်လို့ထင်တယ်ပေါ့နော်။ဂနာဘရီသာပိုင်ပိုကောင်းသွားမှာဒါပေမဲ့ဂနာဘရီမပါတဲ့အဲ့ကွက်လက်ကိုကျွန်တော်ထင်တာတော့ဒီဂလာတာဆိုရေးရောက်နေတဲ့စာနီးနဲ့ပြန်ပြီးတော့ဖာထေးရမယ်စာနီးရဲ့ပုံမှန်အဖြစ်ဘယ်တော်မှမှာကစားတာများတယ်ပေါ့လေဒါပေမဲ့လက်ရှိအခြေအနေတွေကသူ့ကိုညာချမ်းထုတ်ကစားရမယ့်အခြေအနေဖြစ်နေတယ်စာနီးမူဆီလာဖလိုရီယန်ဖက်ဆိုပြီးတော့ဒီ front line မှာတော့တည်ထားလိုက်မယ်အဲ့ရှိမှာမှကိုင်ဟာဘက်ကိုအထောင်မှာထားမလားဝါတာမတာကိုထားမလားဒါမှမဟုတ်စတူဂတ်မှာဒီယာဒီဘော်နယ်လီက16ဂိုးတောင်သွင်းထားနိုင်တဲ့ on deck ကိုပဲယုံကြည်တဲ့နေရာပေးမလားဂျာမနီနဲ့ပတ်သက်ပြီးနောက်ဆုံးပြောရမှာကနီးပြဆိုရင်လူငယ်နီးပြအသက်38နှစ်ပဲရှိသေးတယ် Nagelsmann ကိုင်နေဆိုတော့လူငယ်နီးပြတူပြီးဆုံးဖြတ်ချက်တွေပြတ်သားလိုက်မယ်လုံရဲကိုင်ရဲရှိလိမ့်မယ်နီးပြကဒီတင်စမ်းသပ်မှုတွေကိုလည်းခင့်တဲ့အညီ trend နောက်ကိုအများကြီးပုံဖော်ပြီးတော့လှုပ်လာလိမ့်မယ်ဒါတွေကဂျာမနီရဲ့အာသာချက် Nagelsmann ဆိုတာနည်းနည်းရနီးပြလည်းမဟုတ်ဘူးဘိုင်မီနစ်တို့လို Leipzig တို့လိုဂျာမနီဘွန်ဒလီဂါအသင်းတွေလိုလည်းကိုင်ခဲ့ဘူးတဲ့တွေ့ကြုံရှိတဲ့အသက်အရွယ်နဲ့မလိုက်အောင်တော်တော်လေးကိုလက်ဆောင်ထက်တဲ့နီးပြအသင်းကြီးတွေလိုချင်နေတဲ့နီးပြအဲ့တော့ဒါဂျာမနီရဲ့အာသာချက်နောက်တစ်ခုကဂျာမနီနဲ့ပတ်သက်ပြီးကျွန်တော်တော်တော်လေးသဘောကျတာကဒီနောက်ပိုင်းအောင်မြင်မှုတွေမရတာမျိုးဆက်ပြက်လက်တာသူတို့ရဲ့အားနည်းချက်တွေဒါလည်းအဖြစ်တရားပဲကျွန်တော်ရှင်းပါလဲအများကြီးပြောခဲ့ပြီးဒါပေမဲ့ဂျာမနီတို့အီတလီတို့ကဒီလိုမေဂျာတော်နမန်ကြီးတွေမှာဘာလို့ခဏအောင်မြင်မှုတွေကိုမကြရယူတတ်လိမ့်ရှိလဲကမ္ဘာဖလားမှာ၄ချိန်တောင်ပို့ဆွဲထားဆိုတာအလကားမဟုတ်ဘူးသူတို့မှာအဲ့ secret တစ်ချက်ကကျွန်တော်တို့ဒီလို tournament ကြီးတွေကဆော်ရဲဘော်ကလူစင်းကောင်းတိုင်းအောင်မြင်တာမဟုတ်ဘူးတကယ်တမ်းကွင်းတွင်းမှာ combination chemistry မိသွားဖို့ပဲပြီးခဲ့တဲ့ပြိုင်ပွဲမှာမက်ဆီရဲ့အာဂျင်တီးနားပိုဆွဲခဲ့တာပဲကြည့်လိုက်အာဂျင်တီးနားဒီထက်ပိုကောင်းတဲ့ဆော်ရဲဘော်ကလူစင်းကောင်းခဲ့တဲ့ကာလတွေရှိခဲ့ဘူးတယ်ကစားမကောင်းတွေအများကြီးပိုင်ဆိုင်ခဲ့တဲ့အချိန်တွေပိုင်ဆိုင်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့တော့အလုံးမဖြစ်ခဲ့ဘာလို့လဲအသင်းလိုက် combination အသင်းရဲ့ team balance မှာမျှလို့ဒါပြီးခဲ့တဲ့ပြိုင်ပွဲမှာတော့ဒီ Enzo တို့ Magalista တို့ Everett တို့တသင်းလုံးက Rodrigo De Paul တို့တသင်းလုံးလုံးကဟန်ချက်ညီသွားတယ် team balance မှန်သွားတယ် chemistry အရန်မိသွားတဲ့အချိန်မှာထားဖြတ်သွားတယ်အဲ့တော့ပြိုင်ပွဲတိုင်းမှာဒီလို tournament တွေမှာနိုင်ငံအသင်းတွေမှာကကာလာတိုလေးပဲစူးစီးချိန်လည်းရတယ်အချိန်လည်းအများကြီးပြင်ဆင်ချိန်လည်းမရတဲ့အချိန်မှာတင်းရဲ့ chemistry ပိုကောင်းတဲ့အသင်းတွေ team balance ညီတဲ့အသင်းတွေကဆော်ရဲပေါ်ကလူစင်းကောင်းတာမကောင်းတာထက်အဲ့လိုအသင်းတွေကပိုပြီးအောင်မြင်နိုင်ကြီးများတယ်ဂျာမနီတို့အီတလီတို့ကဆော်ရဲပေါ်ကလူစင်းတွေမှာစပိန်တို့အင်္ဂလန်တို့ပြင်သစ်တို့တခြားတဲ့အသင်းကြီးတွေလောက်အားကောင်းခြင်းမှာကောင်းလိမ့်မယ်ဒါပေမဲ့ဂျာမနီတို့အီတလီတို့ကအမြဲတမ်းပြိုင်ပွဲကြီးတွေမှာ team balance ကိုထပြီးတော့ရှာတွေ့သွားတတ်တယ်ပြီးတော့တင်းရဲ့ chemistry ကအမြဲတမ်းအားကောင်းတတ်တယ်အခုလည်းပြည်တွင်း Bundesliga အခြေစိုက်ကစားသမားတော်တော်များများနဲ့စုဖွဲ့လာတယ်ရွေးထားတဲ့ကစားသမား26-28ယောက်ထဲမှာပြည်ပဒီ Bundesliga မှာမကစားနေတဲ့ကစားသမား6-9ယောက်လောက်ပဲပါတယ်80%တို့90%လောက်က Bundesliga ကစားသမားတွေဒီပါလဲကောင်းတာ2ချက်ရှိတယ်တစ်ချက်ကောင်းတာက chemistry မိလွယ်တယ်နီးပြတဲ့ကစားသမားအဆက်ဟက်တဲ့လွယ်တယ်အသင်းလိုက် combination ကိုနားလည်မှုတီးဦးနဲ့ကြားမှာဒီ connection ကိုတိဆောက်ရလွယ်လိမ့်မယ်နည်းနည်းလေး negative အနေနဲ့မြင်လို့ရတာအတွေ့အကြုံပိုင်းတော့နည်းနည်းအားနေနိုင်တယ်တကယ် final stage တွေမှာတကယ်အတွေ့မြင့်လာတဲ့ stage တွေမှာကြတော့ဥရောပထွက်ကစားနေတဲ့ကစားမှနေတဲ့ပုံမှာကြတော့handle လုပ် pressure handle လုပ်နိုင်စွမ်းအရင်အားကောင်းပါမလားဆိုတော့ဥပမာ Bundesliga မှာဘိုင်မြူနစ်လိုအသင်းကြီးတွေမှာကစားနေတဲ့ကစားမမျိုးတွေ Dortmund လိုကစားအသင်းတွေမှာကစားနေကစားမတွေလောက်ပဲ pressure handle လုပ်နိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့ဒါဂျာမနီနဲ့ပတ်သက်လာရင်ကောင်းတာတွေရောဆိုးတာတွေရောကျွန်တော်ရဲ့အမြင်လေးတွေကိုဝေမျှပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်တွေအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ